Hello အားလုံးမင်္ဂလာပါဗျာကျွန်တော်ဒီနေ့ပဲကလိုင်းရှက်ပါမယ်ပဲကလိုင်းရှက်ဖို့အတွက်ပဲနီလေးကိုရွေးထားပါတယ်ဗျပထမဆုံးရေဆေးပါမယ်ဗျပဲနီလေးကိုရေ3ထပ်လောက်ဆေးပါမယ်ရေ3ထပ်လောက်ဆေးပြီးရင်ကျွန်တော်တို့နောက်ထပ်နိုင်ဝက်လောက်ရေစိမ့်ထားပါမယ်ဗျနိုင်ဝက်ရေစိမ့်ထားတဲ့အချိန်မှာရေနည်းတည်ထားပါမယ်ပဲကလိုင်းစားရှက်ဖို့အတွက်ရေနည်းတည်ပြီးချက်တာပိုလို့မြန်လို့ပါအခုတော့ပဲကလိုင်းမှာထည့်ဖို့အတွက်ခရမ်းသီးကိုကျွန်တော်တို့အနေတော်တုံးလေးတုံးပါမယ်ခရမ်းသီးလေးအနေတော်တုံးလေးတုံးပြီးရုံးနေသီးတုံးပါမယ်ရုံးမနေသီးကိုခေါင်းနဲ့ဖျင်းနဲ့ပိုင်းပါမယ်အသီးက၄မျိုးလောက်ထည့်ထားဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကတစ်မျိုးအများကြီးမထည့်ထားဘူးရုံးမနေသီးကိုလည်းကျွန်တော်အနေတော်တုံးလေးတုံးပါမယ်ဗျဘလို့ခွန်ခွာပြီးသွားပြီဆိုတော့အနေတော်တုံးလေးတုံးပါမယ်ဗျအားလုံးလည်းအဆင်သင့်ဖြစ်ပြီဆိုတော့ကျွန်တော်ရေနည်းလည်းဆူလိုက်ပါပြီရေနည်းဆူလို့ရှိရင်ကျွန်တော်တို့ပဲနီလေးကိုထည့်ပါမယ်အားလုံးအနေတော့တုံးလေးတုံးပြီးသွားရင်ကျွန်တော်တို့ရွှေပြုံသီးကိုတုံးပါမယ်ရွှေပြုံသီးကိုကျွန်တော်တို့အခွန်ခွာပါမယ်ရွှေပြုံသီးအခွန်ခွာပါမယ်ရွှေပြုံသီးကိုတော့အခွန်နဲ့မထည့်ရပါဘူးပဲကလိုင်းမှာရွှေပြုံသီးကိုအခွန်ခွာပြီးထည့်တာပိုကောင်းပါတယ်ကဲအခုဆိုရင်ရွှေပြုံသီးလည်းအဆင်သင့်ဖြစ်ပါပြီမှာထည့်ဖို့အတွက်ကျွန်တော်တို့ခရမ်းသီးရွှေပြုံသီးရုံးမနေသီးအာလူအားလုံးအဆင်သင့်ဖြစ်ပါပြီအဆင်သင့်ဖြစ်ပါပြီကဲပဲရှက်ဖို့အဆင်သင့်ဖြစ်ပါပြီကျွန်တော်တို့ပဲကိုစထည့်ပါမယ်ပဲနီလေးကိုရေစိမ်ထားတဲ့အတွက်ကြောင့်ပဲနီလေးကပွားနေပါပြီအကြာကြီးရှက်နေစရာမလိုတော့ပါဘူးစနွေးနဲ့ထည့်ပါမယ်နည်းနည်းမှွေပေးပါမယ်မှွေပြီးတော့ကျွန်တော်အဖုံးအုပ်ပြီးတော့ခဏဆူအောင်တည်ထားပါမယ်ကဲအဖုံးဖွင့်ကြည့်ပါမယ်ပဲရဆူနေပါပြီကျွန်တော်တို့ပဲကလာရင်ဖြစ်တဲ့အတွက်ကြောင့်ပဲလေးကိုပြော့အောင်မှွေပေးရပါမယ်ခဏမှွေနေဖို့တော့လိုပါတယ်ပဲရှက်လို့ရှိတော့အဖုံးပြီးရှက်တာအဆင်မပြေပါဘူးရှန်တက်လို့ပါအဖုံးဖွင့်ပြီးတော့ခဏမှွေပြီးမှပဲကအမြန်ပြိုပါတယ်ကဲပဲလေးကိုနန်းနန်းမှွေထားပါမယ်အရင်လေးလည်းနည်းနည်းခန်းလာပြီဆိုတော့ကျွန်တော်ဒီနေ့ထွက်ထည့်ပါမယ်ဒီနေရာမှာရင်းနှီးထည့်မှအဆင်ပြေမှာပါရေအိုးလုံးဝမထည့်ပါနဲ့နားလေးမှုပြပါမယ်သူကပဲပြုံမှပဲအသီးရွက်တွေထည့်ပါမယ်ပထမဆုံးအသီးရွက်ကိုကျွန်တော်တို့အားလုံးမထည့်ပါဘူးအာလူကနုခဲတဲ့အတွက်ကြောင့်အာလူကိုအမြန်ထည့်ပါမယ်အာလူနည်းနည်းနူးမှပဲကျွန်တော်တို့တခြားအသီးရွက်တွေထပ်ထည့်ပါမယ်အခုတော့အာလူနူးအောင်အဖုံးပြီးတော့ပြန်တည်ထားပါမယ်အာလူထည့်ပြီးရင်တော့စက်သွန်ကြီးထည့်ပါမယ်စီလုံးဝမထည့်ပါဘူးနော်အာလူနည်းနည်းပြီးပါနဲ့ကျွန်တော်ရွှေပြုံပြီးထည့်ပါမယ်အာလူနဲ့ရွှေပြုံပြီးရနည်းနည်းနူးရလို့ကြာလို့ပါအာလူနဲ့ရွှေပြုံပြီးကိုအရင်နူးအောင်တဲထားပြီးတော့အာလူနဲ့ရွှေပြုံပြီးနူးသွားပြီးပါမယ်ရှားရီထည့်ပါမယ်ကဲခုတော့ရွှေပြုံပြီးလဲနူးစားပြလာပါပြီဗျကဲ
ခင်းသီးထည့်ပါမယ်ရုံးမနီတီကိုတော့နောက်ဆုံးမှထည့်ပါမယ်မီအီလေးနဲ့ကျွန်တော်တို့အဖုံးအုပ်ပြီးတော့ထက်ဆက်ထားပါမယ်ဗျာဒီတော့နောက်ဆုံးကျန်တဲ့ရုံးမနီတီကိုထည့်ပါမယ်စားလေးနဲ့ဖြူပါမယ်နောက်ဆုံးမှာကျွန်တော်တို့ကြာစံထည့်ပါမယ်ခင်ဗျာပိတ်ကလာဟင်းမှာမပါမဖြစ်ကတော့ကြာစံပါခုဆိုရင်ကြာစံလေးလည်းနူးနေပြီအရင်မွေးတဲ့ပိတ်ကလာဟင်းလည်းရပါပြီခင်ဗျာရှေ့ပါပဲဗျာပိတ်ကလာဟင်းစားကြပါအောင်ခင်ဗျာမိတ်ဆွေတို့လည်းအခုလိုရှက်စားကြည့်နော်စီလုံးဝမလိုတဲ့ပဲကလာဟင်းပါဗျာစီဘာလို့ထည့်နေမှာလဲဗျာဟုတ်တယ်မလားကျွန်တော်တို့အသက်ရှင်တဲ့စောင်းစီတွေကျွန်တော်ကျမ်းမာရေးအတွက်လည်းအဆင်မပြေပါဘူးစောင်းစီထည့်ပြီးရှက်နေမဲ့စားအခုလိုခန္ဓာကိုယ်အတွက်ကောင်းကျိုးရှိမဲ့ဟာလေးကျွန်တော်တို့လှုပ်ရှားကြည့်ရအောင်ပေါ့နော်ကဲကျွန်တော်တို့စားဖို့အတွက်ခူးပါမယ်ဗျာအပေးရတယောက်ရှိသေးတာကိုကျေးဇူးတင်ပါတယ်ခင်ဗျာ